Hallelujah.ဒီနေ့အတွက်ဖျားရဲ့ကျေးဇူးတော်အထူးပဲချီးမွမ်းပါတယ်လို့ခုနဆရာခိုင်ပြောတဲ့အတိုင်းပဲပေါ့နော်ကျွန်မလည်းကားစီးနဲ့စုအများကြီးတောင်းခဲ့ပါတယ်အိတ်လဲအိတ်ချင်တယ်ဒါပေမဲ့မအိတ်ရဲဘူးရင်တထိတ်ထိတ်နဲ့ကားစီးရတယ်ဆိုတော့လေကျွန်မလည်းဟိုပါလဲလေအိတ်ဖွင့်ထားသလားဘောနော်ကားထဲမှာကျမကြားရလေဒီအမေရိကဘက်မှာကြား accident ဖြစ်လဲဟိုဗာလဲဟိုကားတော့ကြည်သွားတယ်လူကဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့လေအိတ်ရှိလို့ပေါ့နော်အဲ့ဒါတွေဆိုလေအိတ်တွေဖွင့်ထားသလားဆိုတာကျမစစ်ထားတယ်စစ်ထားပြီးတော့မှကားစီးရပါတယ်လို့နော်အဲ့ဒါတွေထက်ပေါ့နော်ဘုရားရဲ့ကွယ်ကာခြင်းဖြစ်ပါတယ်အရာခတ်သိမ်းတဲ့ဘုရားရဲ့ကျေးဇူးတော်အထူးပဲချီးမွမ်းပါတယ်လို့ဒီညနေမှာအသက်ရှင်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဝင်ခါခွင့်ရလို့ဘုရားရဲ့ကျေးဇူးတော်အထူးပဲချီးမွမ်းပါတယ်လို့အသင်းတော်လည်းဘုရားရှင်တာ၍ကောင်းချီးပေးပါစေကျွန်မတချင်းတပေါ်အရင်ချီးမွမ်းချင်ပါတယ်မချီးမွမ်းခင်မှာကျွန်မနာမည်မိတ်ဆက်ပေးချင်ပါတယ်ကီကင်လို့ခေါ်ပါတယ်ကျွန်မနာမည်ညံလမ်ကင်ကီကင်လို့ခေါ်ပါတယ်ကျွန်မရန်ကုန် Focus ပဲအသင်းတော်မှာအမှုတော်ဆောင်တာ14နှစ်ရှိပါပြီဆိုတော့ခုနကျွန်မတို့ဆိုထားတဲ့တချင်းစာလန်18ပေါ့နော်အဲ့ဒါကျွန်မဆိုခဲ့တယ်အခွေထဲမှာပေါ့နော်ကျွန်မဆိုတာဖြစ်ပါတယ်လို့အဲ့ဒီတုန်းကတော့10နှစ်လောက်ရှိပြီဆိုတော့ရောက်ရတော့နည်းနည်းပြောင်းသွားလောက်ပြီနော်ဆိုတော့ဒီနေ့လည်းဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အခုဂုဏ်တော်ချီးမွမ်းခြင်းပေါ့နော်ကျွန်တော်တို့တည်ပြီးသားဖြစ်တဲ့ကိုးစားမြော်ကြီးရာဆိုတဲ့တခြင်းနဲ့ဖခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းခြင်းပါတယ်
နေရာတိုင်းမှာကျွန်တော်အသက်တာထဲမှာယေရှုခရစ်တော်ကိုပဲအမြဲတမ်းမျှော်ကြည့်ဖို့ရတဲ့လိုအပ်တာဖြစ်ပါတယ်လို့ဒီနေ့ကျွန်မဝင်ကားခြင်းတဲ့နှုတ်ကပတ်တော်ကျမ်းစာတစ်ပိုက်ကျွန်တော်တို့အစဉ်ပြေတယ်ဆိုရင်အတူတကွဖတ်ရအောင်ရှင်လုကာခရစ်ဝင်အခန်းကြီး6အခန်းငယ်46ကနေ49အားလုံးအတူတူဖတ်ချင်ပါတယ်လို့ရှင်လုကာခရစ်ဝင်အခန်းကြီး6အခန်းငယ်46ကနေ49ထိရမလားအားလုံးအတူတူဖတ်ရအောင်ငါစကားကိုနားမထောင်ပဲလျက်ငါကိုသခင်ဟုအဘယ်ကြောင့်ခေါ်ကြသနည်းငါထံသို့လာ၍ငါစကားကိုကြားသည့်အတိုင်းနားထောင်သောသူသည်အဘယ်သူနှင့်တူသနည်းဟုမူကားတိုက်ကိုတည်သောအခါနှက်စွာတိုး၍ကြောက်ပေါ်မှတိုက်မြစ်ချသောသူနှင့်တူ၏မြစ်ရည်ထသဖြင့်ရည်စီး၍ထိုတိုက်ကိုရိုက်ခတ်သောအခါကြောက်ပေါ်မှတည်လျက်ရှိသောကြောင့်မလုံနိုင်ရာငါစကားကိုကြား၍နားမထောင်သောသူမူကားအခုအခါမရှိဘဲမြေပေါ်မှတိုက်ကိုတည်သောသူနှင့်တူ၏ရည်စီး၍ထိုတိုက်ကိုရိုက်ခတ်သောအခါချက်ချင်းလဲ၍အကုန်အစင်ပြိုပြက်လေသည်ဟုဟောတော်မူ၏ဖတ်သွားတဲ့ကျမ်းပါအဖြစ်ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်ရဲ့အသက်တာမိသည့်အရာပေါ်မှာတည်ဆောက်ထားတယ်လဲဆိုတဲ့အရာပေါ့နော်ကျွန်မဒီနေ့ဝင်ကားချင်တာဖြစ်ပါတယ်လို့ဒီကျမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာယေရှုခရစ်တော်ဘုရားကိုယ်တိုင်ဝင်ကားခဲ့တဲ့အရာဖြစ်တယ်ပုံဥပမာနှစ်ခုပြထားတယ်ပေါ့နော်ကျွန်တော်မြင်လို့ရတဲ့အရာကဘာလဲဆိုအိမ်ဆောက်တာချင်းအတူတူဖြစ်တဲ့ပုံစံလဲတူတယ်ဒါပေမဲ့မတူတာပါလဲဆိုတော့ foundation ကမတူနော်စောက်တဲ့နေရာမတူတခုအိမ်တစ်လုံးကိုဘယ်မှာစောက်လဲဆိုတော့တဲပေါ်မှာစောက်တာဖြစ်တယ်နော်တဲပေါ်မှာစောက်တဲ့အိမ်နဲ့ဗာလဲကြောက်ပေါ်မှာစောက်တဲ့အိမ်ဆိုပြီးမှနှစ်မျိုးကျွန်တော်တို့တွေ့ရတာဖြစ်တယ်စောက်တဲ့ပုံစံလဲတူတယ်သုံးတဲ့ပစ္စည်းလဲအတူတူပဲဖြစ်တယ်စောက်တဲ့လူလည်းအတူတူပဲဖြစ်တယ်ဘာမှထူးခြားမှုမရှိဘူးပုံမှန်အချိန်ဒီမှာလည်းဘာမှထူးခြားမှုမရှိဘူးဒါပေမဲ့ဘယ်အချိန်မှာထူးခြားသွားတယ်လဲဆိုတော့မုန်တိုင်းလာတဲ့အခါမှာထူးခြားသွားတာဖြစ်တယ်ဒီနေ့ကျွန်တော်ယုံကြည်သူရဲ့အသက်တာထဲမှာပေါ့နော်ယုံကြည်သူလို့ပြောတဲ့အခါမှာနှမျိုးကျွန်တော်တို့တွေ့ရတယ်ခရိယန်လို့ပြောတဲ့အခါမှာနှမျိုးတွေ့ရတယ်တဲပေါ်မှာစောက်တဲ့နော်ခရိယန်နဲ့ကြောက်ပေါ်မှာစောက်တဲ့ခရိယန်နှမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကြောက်လို့ပြောတဲ့အခါမှာဘာကိုပြောလဲဆိုတော့ယေရှုခရစ်တော်ကိုပုံဆောင်ထားတာဖြစ်တယ်အာမင်ဆိုတော့တဲလို့ပြောတဲ့အခါမှာမြင်ရတဲ့အရာတွေဘယ်လိုပြောမအကြီးပြောလွယ်တဲ့အရာတွေပျက်စီးလွယ်တဲ့မခိုင်ခန့်တဲ့အရာလောလောဆယ်မှာတော့အဆင်ပြေနေတယ်ဒါပေမဲ့ယေရှုမခံတဲ့အရာကိုပုံဆောင်ထားတာဖြစ်တယ်ဒီနေ့ကျွန်တော်အသက်တာထဲမှာယုံကြည်သူအများကြီးရှိတယ်ဥပမာဒီဘုရားကျောင်းမှာလူအပြည့်ရှိတယ်ဆိုပါစို့အချီဒီတစ်ခုတည်းမှာတော့ဘာမှထူးခြားမှုမရှိဘူးအတူတူပဲဖြစ်တယ်ဒါပေမဲ့မုန်တိုင်းလာတဲ့အခါမှာဒုက္ခတစ်ခုကြုံရတဲ့အခါမှာအချီဒီကမတူတော့ဘူးပြောင်းလဲသွားတာဖြစ်တယ်ဒီနေ့ကျွန်တော်ယုံကြည်သူရဲ့အသက်တာဟာဘယ်မိသည့်အရာပေါ်မှာတည်ဆောက်တယ်လဲဆိုတာကိုမေးဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖခင်သခင်ကတော့လူတိုင်းအပေါ်မှာမိုးတွေရွာစေတယ်နေလဲတာစေတယ်နော်ပုံမှန်ရာသီဥတုပေးတယ်ဒါပေမဲ့တခါတလေငလင်းတွေလောက်တတ်တယ်နော်ဖခင်သခင်ကိုယ်တိုင်အခက်ခဲတွေကျွန်တော်အသက်တာထဲမှာတခါတလေအခက်ခဲတွေပေးလာတဲ့အချိန်တွေရှိတတ်တယ်အဲ့လိုအခက်ခဲတွေကြုံလာတဲ့အခါမှာကျွန်တော်ဒီအခက်ခဲတွေအပေါ်မှာဘယ်လိုမျိုးတုံ့ပြန်ပြီးမှကျွန်တော်အသက်တာကိုဘယ်လိုမျိုးအသက်ရှင်တယ်လဲဆိုတာအရင်အရေးကြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာတချို့သောသူတွေကအခက်ခဲကြုံတဲ့အခါမှာစိတ်တက်ကြသွားတယ်ဒါပေမဲ့စိတ်တက်ကြပြီမဲ့ပြန်ထတယ်ပြန်နလန်ထူတယ်ဒါပေမဲ့တချို့တွေကြတော့မဟုတ်ဘူးเนาะစိတ်တက်ကြရင်နဲ့အပေါ်မလာတော့လုံးဝပျောက်ကွယ်သွားတယ်ဒီနေ့ယေရှုခရစ်တော်ဖခင်ပြောသွားတဲ့ဒီပုံဥပမာတစ်ခုကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်အသက်တာရောမိတိအရာပေါ်မှာတည်ဆောက်ထားတယ်လဲဆိုတာကျွန်တော်အသက်တာအသီးမေးခွန်းမေးဖို့အရန်လိုအပ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါဆိုတော့နံပါတ်1ကျွန်မပြောချင်တာကဘာလဲဆိုတော့တင့်ရဲ့ယုံကြည်ခြင်းကဘယ်သူအပေါ်မှာတည်ဆောက်ထားတယ်လဲဒီနေ့ဒီမှာရှိတော်သူတွေအားလုံးကိုကျွန်မမေးချင်တယ်တင့်ရဲ့ယုံကြည်ခြင်းဘာဖြစ်လို့သင်ခရိယန်ဖြစ်လာတယ်လဲဘယ်သူကြောင့်လဲဘာကြောင့်လဲပေါ့နော်ကျွန်မမေးချင်တယ်တချို့တွေကကျွန်မဆိုရင်
ကျမအဖေနဲ့အမေကယုံကြည်သူဖြစ်တယ်တင်းအောင်ဆရာလည်းဖြစ်တယ်နော်တင်းအောင်ဆရာလည်းဖြစ်တယ်ကျမလည်းအလိုလိုနဲ့ဗာဖြစ်သွားလဲယုံကြည်သူခရိယန်ထဲမှာဖြစ်သွားတယ်ဒါပေမဲ့ကျမရဲ့အသက်တာထဲမှာဘယ်အချိန်မှာမေးခွန်းတစ်ခုရောက်လာတယ်လဲဆိုတော့ကျမလည်း Sunday School တက်တယ်ဖျားเจ้าထဲမှာလည်းကြီးပြင်းလာတယ်နေ့တိုင်းအဖေကလည်းအယံဖျားရှိခိုးတာအယံကြိုးစားတော့ဗုဒ္ဓဟူးနေ့လည်းသွားတယ်စနေလည်းသွားတယ်တနင်္ဂနွေလည်းသွားတယ်တနင်္ဂနွေညလည်းသွားတယ်နေ့တိုင်းသွားတယ် Sunday School လည်းပုံမှန်တက်တယ်အကလည်းကတယ်တငယ်ချင်းတွေနဲ့တချင်းလည်းအဆိုလည်းဝါသနာပါတယ်ဖျားเจ้าထဲမှာအယံပျော်တယ်ဒါပေမဲ့တနေ့ကျတော့ဘာကြုံရလဲဆိုတော့ကျမရဲ့အတူတူကတဲ့တငယ်ချင်းတယောက်ကမထင်မှတ်ပဲနဲ့ဆုံးသွားတယ်ယောဂတစ်ခုနဲ့ဆုံးသွားတယ်ငယ်ငယ်လေးပဲရှိသေးတယ်ကျမတို့အဲ့ဒီအချိန်မှာသူ့ကိုလည်းအယမ်းချစ်တယ်သူ့ရဲ့အလောင်းသားမှာနေပြီးတော့မှကျမရဲ့အထဲမှာကြောက်ရွံ့တဲ့စိတ်ဝင်လာတာဖြစ်တယ်အော်ကျမအရင်တော့ကထင်တာအသက်ကြီးမှသေးတယ်လို့ကျမတို့ထင်ခဲ့တာအခုတော့မဟုတ်ပါလားကျမအချိန်မရွေးသေးနိုင်တယ်ကျမဘယ်အချိန်မှာသေးမလဲဆိုတော့ကျမအထဲမှာမေးခွန်းရှိလာတာဖြစ်တယ်ဖះเจ้าလည်းသွားပါတယ်ဒါပေမဲ့အထဲမှာငြိမ်သက်ခြင်းမရှိဘူးကိုမေးလာတယ်ကျမရောမသေးနိုင်ဘူးလားကျမသေရင်ပဲသွားမလဲအဲ့ဒီအချိန်ကစပြီးမှကျမအဖေးစီမှာမေးတယ်ကျမကဲတင်ချင်းဘယ်လိုရနိုင်မလဲမိဘအကြောင်းကျမကဲတင်ချင်းမရနိုင်ဘူးမိဘတွေယုံကြည်သူဖြစ်လို့ကျမယုံကြည်သူတကယ်ခရစ်တော်နဲ့ဆက်သွယ်တော့သူကျမမဖြစ်နိုင်ဘူးဒီနေ့ကျမကိုယ်တိုင်ယေရှုခရစ်တော်နဲ့လုံးဝဘယ်လိုပြောမှာ personal relationship နော်ပုဂ္ဂိုလ်ချင်းဆက်သွယ်မှုရှိမှသာလေယေရှုနဲ့ကျမဆိုင်တော်သူဖြစ်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့ဒီမှာရှိတော်မိတ်ဆွေတင်ယေရှုနဲ့တူးချင်းအဆက်အသွယ်ရှိပြီလားအဲ့ဒါကျမအရင်ဦးဆုံးမေးခွန်းမေးချင်တယ်တချို့သောသူတွေကဘာဖြစ်လို့ခရိယန်ကနေမခရိယန်ပြန်ဖြစ်သွားတယ်လဲနော်ယေရှုရဲ့နောက်ကိုလိုက်ပြီးမှဘာဖြစ်လို့အခုတခြားသောအရာတွေစီပြန်သွားတယ်လဲသူတို့ရဲ့အသက်တာခရစ်တော်နဲ့တကယ်ဆက်သွယ်မှုမရှိတဲ့အတွက်ကြောင့်ပဲဖြစ်တယ်တခြားဘာမှမေးခွန်းမရှိဘူးတရားဟောတာလည်းအယံကောင်းတယ်နော်သူတို့ကြောင့်လည်းလူတွေအများကြီးပြောင်းလဲတယ်ဒါပေမဲ့သူတို့ကိုယ်တိုင် backslide ဖြစ်ပြီးတော့ယေရှုညင်းပယ်တဲ့သူပြန်ဖြစ်သွားတယ်ဘာဖြစ်လို့လဲအဲ့ဒါကသူတို့ရဲ့အသက်တာထဲမှာတကယ်ယေရှုမရလို့ပဲဖြစ်တယ်အာမင်ယေရှုကိုတကယ်ရကြည့်ပါလားယေရှုကိုတကယ်မြည်ဆန်းကြည့်ပါလားတကယ်နှလုံးသားထဲမှာရရှိပါလားလုံးဝလက်လွတ်ချင်မှာမဟုတ်တော့အစားတောက်တစ်ခုကျမတို့အယံကောင်းတဲ့အစားတောက်တစ်ခုတောင်မှကျမတို့အယံချိတ်မြည်ဆန်းပြီးပြီဆိုရင်အဲ့ဒီအစားတောက်ကိုအမြဲတမ်းဆွဲလန်းတာဖြစ်တယ်အဲ့ဒါကိုပြန်ပြီးစားချင်တာဖြစ်တယ်ယေရှုတကယ်မြည်ဆန်းတယ်ယေရှုတကယ်ရတယ်ဆိုတော့ဘယ်သူမှယေရှုပြန်ပြီးမှနော်ညင်းပယ်မဲ့သူရှိမှာမဟုတ်အာမင်ဟာလေလုယာအားကြောင့်ခရစ်ယာန်ဆိုတာနော်ယေရှုခရစ်တော်နဲ့တကယ်ပဲ personal relationship ရှိတော်သူတွေဖြစ်တယ်ရှင်ယောခရစ်ဝင်အခန်းကြီးအခန်းငယ်စနစ်ထဲမှာပြောလဲဆိုထိုသူကိုလက်ခံသမျှသောသူတည်းဟူသောကိုရောကိုယုံကြည်သောသူတို့အားဖျားသခင်သားဖြစ်ရသောခွင့်ကိုပေးတယ်တဲ့ဟာလေလုယာဟာလေလုယာယေရှုကိုလက်ခံသောသူအားလုံးဟာတဲ့နော်ဖျားရဲ့သားဖြစ်ရသောခွင့်ပေးတယ်တဲ့ယောမအခန်းကြီး30အခန်းငယ်9နဲ့10ထဲမှာပြောလဲဆိုယေရှုခရစ်တော်ကိုတဲ့စိတ်နှလုံးထဲမှာယုံကြည်ပြီးမှနှုတ်နဲ့ဝန်ခံတယ်ဆိုရင်ကယ်တင်ခြင်းရမယ်တဲ့အာမင်ဖြောင့်မတ်ရာသို့ရောက်ခြင်းကဘာလဲစိတ်နှလုံးပြည့်ယုံကြည်ရ၏ကယ်တင်ခြင်းသို့ရောက်ခြင်းကဘာလဲနှုတ်နဲ့ဝန်ခံရမယ်တဲ့ဒီနေ့အဲ့ဒီယေရှုခရစ်တော်ကိုနှလုံးသားထဲမှာခေါ်ဖိတ်ပြီးပြီလားခေါ်ဖိတ်ပြီးမှနှုတ်နဲ့ဝန်ခံပြီးပြီလားအဲ့ဒီဝန်ခံခြင်းခရစ်တော်နဲ့ဆက်သွယ်ခြင်းတင်တကယ်ရပြီးပြီဆိုရင်တင်ဟာတကယ်ပဲဘုရားရဲ့သားဖြစ်ပြီဟာလေလုယာဟာလေလုယာအေဖက်ခန်းခြင်းနဲ့အခန်းငယ်8-9ထဲမှာယုံကြည်သောအပြင်ဗာလဲဂျေဇုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်တယ်တဲ့ယုံကြည်သောအပြင်ပြီးတော့ဗာလဲဂျေဇုတော်ကြောင့်ဗာရလဲကယ်တင်ခြင်းကျွန်တော်အကျင့်ကြောင့်လို့မပြောဘူးကျွန်တော်ကောင်းလို့မပြောမိတ်ဆွေတင်လေငါကောင်းတယ်ငါတန့်ရှင်းနိုင်တယ်ငါအရက်မတောက်တော့ငါစီးလိပ်ဖြတ်သွားပြီငါကယ်တင်ခြင်းရပြီလို့ကိုထင်တယ်ဆိုရင်အဲ့ဒါတင်မားတယ်နော်အရက်ပြန်တောက်မိပြီဆိုငါငရဲပြန်သွားမယ်အဲ့လိုဖြစ်မှာဟုတ်တယ်မလား
ငါဖျားကြောက်မသွားနိုင်ဘူးအခုတလုံးငါအရန်အားနေတယ်ငါငရဲသွားမယ်အဲ့လိုဖြစ်မှာကိုယ့်ရဲ့အကျင့်ကိုအားကိုးနေတဲ့ရွေးအမြဲတမ်းကြောက်ရွံ့မယ်စိတ်ချမှုရမှာမဟုတ်ဒါပေမဲ့ကျမ်းစာထဲမှာပြောလဲယုံကြည်သောအားဖြင့်ဂျေဇုတော်ကြောင့်အာမင်ကယ်တင်ခြင်းတို့ရောက်တယ်လို့ပဲပြောတာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့အဲ့ဒါကြောင့်ကျမ်းစာထဲမှာပြောလဲအပေသူမြတ်ဝါကြွားစရာမရှိဘူးတဲ့ကျွန်တော်ရဲ့ကောင်းလို့တာကောင်းကင်နိုင်ငံရောက်မယ်ဆိုငါကောင်းလို့ငါကောင်းကင်နိုင်ငံရောက်မယ်ဝါကြွားစရာဖြစ်မှာဒါမဲ့ရှင်ဘောလူကပြောလဲဘယ်သူမှဝါကြွားစရာမရှိအောင်ကျွန်တော်ရဲ့ကောင်းလို့မဟုတ်ဘူးကျွန်တော်တို့ကျင့်ကြံနိုင်လို့မဟုတ်ဘူးယေရှုခရစ်တော်ကြောင့်ပဲခရစ်တော်ကြောင့်ပဲကျွန်တော်နေ့တိုင်းဝန်ခံလဲဂျေဇုတော်ပဲဂျေဇုတော်ပဲကျွန်တော်ဝန်ခံနေတာအဲ့ဒါပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာနံပါတ်1ဒီနေ့ကျွန်တော်တို့ယုံကြည်သူဖြစ်ရတာယေရှုခရစ်တော်ကြောင့်ပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါမှသာလင်သင်ဟာခရစ်တော်ရဲ့အထဲမှာတည်ဆောက်တော်သူဖြစ်သွားမှာဖြစ်တယ်အာမင်တဲ့ရဲ့ကောင်းမှုကုသိုလ်အပေါ်မှာတင်တည်ဆောက်နေတယ်ဆိုမကောင်းနိုင်တဲ့အချိန်မှာပြိုလဲသွားမှာပဲဒါပေမဲ့ခရစ်တော်အပေါ်မှာတည်ဆောက်လိုက်တဲ့အခါမှာဘယ်တော့မှပြိုကျခြင်းမရှိတော့ဟာလေလုယာခုနကြောက်ပေါ်မှာစောက်တဲ့အိမ်လိုပဲမုန်တိုင်းလာလေဘာမှပြဿနာတွေမမှုတော့ဟာလေလုယာရွှေလေးယုံကဲတော့ရွှေလေးယုံတရားဘာဖြစ်လဲကျမတို့ရွှေလေးယုံအကြောင်းပြောတဲ့အခါမှာအမြဲတမ်းခွန်အားရတယ်ငက်ဒီကားတဲ့မုန်တိုင်းလာတဲ့အခါမှာအရန်ကြောက်ပြီးမှသူတို့ရဲ့အတိုက်ထဲကိုဝင်သွားတယ်တဲ့နော်တချို့တရားဆိုမုန်တိုင်းထဲမှာတေသွားတယ်ပြက်စီးသွားတယ်ဒါမဲ့ရွှေလေးယုံကကျတော့မုန်တိုင်းလာလေအပေါ်တက်လေတဲ့ဟာလေလုယာသူတို့မှာအားရှိလေအပေါ်ကိုရောက်လေတဲ့ဒီနေ့ခရစ်တော်အပေါ်မှာတည်တော်သူကမုန်တိုင်းဘလောက်ပဲလာကြောက်ရွံ့ခြင်းမရှိဘူးအာမင်ဟာလေလုယာနံပါတ်1ကကျွန်မဘာကိုပြောချင်လဲဆိုတော့သင်ရဲ့နေ့စဉ်အသက်တာထဲမှာဘယ်သူရဲ့စကားနဲ့သင်အသက်ရှင်တယ်လဲခုနဆရာလည်းပြောသွားတယ်ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာအတန်ဒီအများကြီးရှိတယ်နော်အတန်ဒီအများကြီးရှိတယ်လူတွေရဲ့အတန်ကျွန်တော်ကြားရတယ်ကောင်းတာရှိတယ်လို့မကောင်းတာလည်းရှိတယ်ပြီးတော့ကိုလည်းပြောတဲ့အတန်တွေရှိတယ်ကောင်းတာရှိတယ်လို့မကောင်းတာလည်းရှိတယ်စာရန်ကလည်းတင့်ကိုစကားပြောတယ်ကောင်းတယ်လို့နဲ့မကောင်းတာတွေပြောတယ်စာရန်ကအတန်ဒီအများကြီးရှိတယ်ကျမတို့လူသားတွေမပြောနဲ့ယေရှုခရစ်တော်ကိုယ်တိုင်ဗိုက်စားတဲ့အချိန်မှာနော်တဲကန်တဲ့ယေရှုခရစ်တော်ဖခင်ကအစာရှောင်ရက်ပေါင်း40အစာရှောင်ပြီးတဲ့အခါမှာသူဗိုက်အရန်စားတာဖြစ်တယ်ဗိုက်အရန်စားတဲ့အချိန်မှာဘာအရေးကြီးဆုံးလဲအစားတောက်ပဲမလားဗိုက်ပြည့်ဖို့ပဲအရေးကြီးဆုံးဖြစ်တယ်ကျမတို့ဆိုအစာရှောင်တဲ့အခါမှာကျမတို့ရဲ့စုတောင်းရင်းနဲ့ဘာပဲစဉ်းစားလဲစားစရာတွေပဲစဉ်းစားတယ်ဟုတ်တယ်မလားဆိုအဲ့ဒီအချိန်မှာစုံစမ်းခြင်းကအလွယ်ဆုံးကအစားတောက်ပဲဖြစ်တယ်အဲ့ဒီအချိန်မှာစာရန်ကယေရှုစီမှာလာပြီးမှလာစုံစမ်းတာဖြစ်တယ်အတန်ဒီနဲ့လာစုံစမ်းတာဖြစ်တယ်ဒီနေ့ကျမတို့အသက်တာထဲမှာမာနကအမြဲတမ်းကျမတို့ကိုတိုက်ခိုက်ဖို့ရန်အတွက်အမြဲတမ်းချောင်းမြောင်းတာဖြစ်တယ်တစ်ပင်ငါးထဲမှာနော်ချင်းတိကဲတော့ဟောက်တော့ချင်းတိကဲတော့ကျမတို့ကိုမျိုးဘယ်လိုပြောမှလဲဝါမျိုးဖို့ရန်အတွက်အမြဲတမ်းချင်းတိကဲတော့ကျမတို့ကိုစောင့်နေတာဖြစ်တယ်စာတန်ကအားကြောင့်ကျမတို့ကိုတိုက်ဖို့ရန်အတွက်အမြဲတမ်းအတန်ဒီအများကြီးနဲ့ကျမတို့ကိုအမြဲတမ်းစကားပြောတယ်ဒီနေ့ဖရားရဲ့အတန်တော်မကြားဘူးဆိုရင်ကျမတို့မှာပြိုလဲစရာတွေအများကြီးရှိတယ်အာမင်အာမင်အဲ့ဒါကြောင့်နေ့တိုင်းကျမတို့ဖရားရဲ့အတန်ကိုကြားဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျမဖရားခင်ကိုပြောကိုရောအတန်ကိုမကြားဘူးဆိုရင်ကျမယနေ့ထိအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ကျမပြောတာဖြစ်တယ်ဘာလို့လဲအခက်ခဲတွေအများကြီးလေနော်တာမန်တယောက်ပဲမဟုတ်ကျမတို့အမှုတော်ဆောင်တယောက်မိန်းကလေးတယောက်အနေနဲ့ကျမတို့နေ့တိုင်းကြားရတဲ့အတန်တွေကအယံများတယ်မရက်တည်နိုင်လောက်အောင်ပေါ့နော်ကျမတို့တခါတလေစုံစမ်းခြင်းတွေခံရတဲ့အချိန်တွေအများကြီးရှိတယ်ဒါပေမဲ့ဘယ်အရာကကျမတို့ရက်တည်စေတယ်လဲဆိုတော့ဖခင်ရဲ့အတန်ကကျမတို့အမြဲတမ်းရက်တည်စေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖခင်ရဲ့အတန်ကကျမတို့ကိုရက်တည်စေတယ်ဖ
ပြီးခဲ့တဲ့နှစ်မှာပေါ့နော်ကျမစင်ကာပူမှာတင်တန်းတက်တဲ့အချိန်မှာဖယားခင်ကျမကိုဘာစကားပြောလဲဆိုတော့လူဟာတဲ့မုတ်အားဖြင့်အသက်မွေးတာမဟုတ်ဘူးဖယားမိန်တော်မူသောစကားအပြင်အသက်မွေးတယ်တဲ့ဆိုဖယားခင်ကျမကိုဘယ်လောက်ထိပြောလဲဆိုတော့ငါသမီးတဲ့ပတ်စံမရှိလဲကိစ္စမရှိဘူးစားစရာမရှိလဲကိစ္စမရှိဘူးငါစီကနေလာတဲ့နှုတ်ကပတ်တော်ရှိပြီဆိုရင်သင်အသက်ရှင်ရမယ်လို့ဘုရားခင်ကျွန်မကိုစကားပြောတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအချိန်ကစပြီးမှကျွန်မဘာယုံကြည်လဲဆိုကျွန်မတခြားအရာတွေအတွက်စိတ်ပူစရာမလိုနေ့တိုင်းဘုရားရဲ့အတန်တော်ကြားဖို့အရေးကြီးဆုံးဖြစ်တယ်ဘုရားရဲ့အတန်တော်ကြားပြီဆိုရင်စားစရာတွေအလိုလိုနဲ့ဘုရားခင်ထောက်ပံ့မယ်ဆိုတော့ကျွန်မလုံးဝရှင်းလင်းလာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့တော့ကြောင့်ဒီကနေ့ကျွန်တော်တခါတလေရှာတာပါလေအစားအသောက်ကိုကျွန်တော်အရင်ရှာတယ်မြင်ရတဲ့အရာကိုကျွန်တော်အရင်ရှာတယ်ဗိုက်စားတဲ့အတွက်ကြောင့်စားစရာအရင်ရှာတယ်ခက်ခဲတဲ့အတွက်ကြောင့်ကိုညီမဲ့လူကိုအရင်ရှာတယ်မြင်ရတဲ့အရာကိုရှာတယ်ဒါပေမဲ့နံပါတ်1အရေးကြီးဆုံးကအဲ့ဒီအရာတဲ့ဖခင်ရဲ့အတန်တော်ကိုကျွန်တော်ကြားဖို့အရေးကြီးဆုံးဖြစ်တယ်ဟာလေလုယာဟာလေလုယာမောရှေရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာမောရှေကဘာဖြစ်လဲတောထဲမှာထွက်ပြေးပြီးမှနော်အေဂုတ်တုလူနဲ့ဣသီလလူမျိုးနှစ်ယောက်ကရံဖြစ်တယ်အဲ့ဒီအချိန်မှာမောရှေကကူညီလိုက်တယ်အေဂုတ်တုလူကိုတတ်ပြီးတော့မှသူ့ရဲ့လူမျိုးကိုကယ်လိုက်တာဖြစ်တယ်နောက်တနေ့ကျတော့ဘာတွေ့လဲသူ့လူမျိုးအချင်းချင်းရံဖြစ်တဲ့အခါမှာတွားပြီးမှပြန်ပြေးတယ်မောရမဖြစ်ပါနဲ့ငါတို့အချင်းချင်းဆိုပြီးမှတွားပြီးမှပြန်ပြေးဖို့ရောက်လာတဲ့အခါမှာအဲ့ဒီလူနှစ်ယောက်ကဘာပြောလဲမနေ့ကအေဂုတ်တုလူကိုတတ်တကယ်တော့ငါတို့ကိုတတ်ဖို့လုပ်သလားဆိုပြီးတော့မှပြောတဲ့အခါမှာမောရှေကြောက်ရွံ့ပြီးတော့မှအော်ငါလုပ်ခဲ့တဲ့အပြစ်ကိုနော်ငါမားခဲ့တဲ့အရာတွေလူတွေအားလုံးသိပြီဆိုအရာကြောက်ပြီးတော့မှသူတောထဲကိုထွက်ပြေးသွားတာဖြစ်တယ်။ तू ဘာကြားတာလဲလူတွေရဲ့စကားတန်ကို तू ကြားတာဖြစ်တယ်။မမှန်ဘူးလားဆိုမှန်တယ်။အဲ့ဒီလူတွေရဲ့စကားကိုကြားတဲ့အခါမှာသူ့ကိုကြောက်ရွံ့စေတယ်အဝေးကိုထွက်ပြေးစေတာဖြစ်တယ်။ဒါပေမဲ့သူတောထဲမှာထွက်ပြေးနေတဲ့အချိန်မှာတောထဲမှာတိုးချောင်းတယ်သူ့မှာအလုံးမရှိတဲ့အတွက်ကြောင့်တိုးချောင်းနေတဲ့အချိန်မှာဖခင်ရဲ့အတန်တော်သူကြားတယ်ဟာလေလုယာဟာလေလုယာဖခင်ရဲ့အတန်တော်ကနေရာတိုင်းမှာရှိတယ်။၆တွေ့တဲ့အရက်မှာလည်းရှိတယ်ဟာလေလုယာတောထဲမှာလည်းရှိတယ်အာမင်အဲ့မှာခြုံပုတ်တွေမီးလောင်တဲ့နေရာကနေဘုရားသခင်မောရှေကိုစကားပြောတယ်။တင့်ကိုငါအသုံးပြုမယ်ဟာလေလုယာ။တင့်ရဲ့လူမျိုးတွေဥဆောင်ဖို့ရအတွက်တင့်ကိုငါခွဲခန့်ထားတယ်လို့ဘုရားရဲ့အတန်တော်မောရှေစီမှာရောက်လာတာဖြစ်တယ်။ဆိုမောရှေကဘုရားရဲ့အတန်တော်ကိုကြားတဲ့အခါမှာသူ့အထဲမှာယုံကြည်ခြင်းရှိလာတယ်။ဘုရားရဲ့အတန်တော်ကဘာဖြစ်စေလဲ။လူတွေကိုခွန်အားနဲ့ပြည့်စေတယ်။အသက်ရှင်စေတယ်အတုံးဘယ်လိုပြောမှလဲတာမိုးရှိတဲ့သူဖြစ်စေတယ်ဟာလေလုယာဟာလေလုယာလူတွေရဲ့အတန်ကတော့ကြောက်ရွံ့စေတယ်ထိတ်လန့်စေတယ်ဒါမဲ့ဖခင်ရဲ့အတန်တော်ကိုတော့ကျမတို့ကိုခွန်အားနဲ့ပြည့်စေတယ်ဘယ်လိုပြောတာမိုးရှိတော်သူဖြစ်စေတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဒီနေ့ဖခင်ရဲ့အတန်တော်ကျမတို့ဘယ်လိုကြားမလဲကျမဆိုရင်တော့တခါပေါ့နော်ကိုတီဆောက်တာပေါ့နော်အားငယ်တဲ့အချိန်မှာလူအဖွဲမင်းကလေးတွေဆိုပိုဆိုးတယ်မလားအတင်းပြောတာတွေသူများအကြောင်းတွေပြောတာတွေရန်ဝါသနာပါတော့ကျမလည်းကိုအားငယ်နေတဲ့အချိန်မှာအဲ့ဒီလူတွေအများကြီးစီမှာသွားရင်ကျမပို့ပြီးမှအားငယ်တတ်တယ်ဘာလို့လဲဆိုတော့သူတို့ပြောတဲ့စကားကကိုမတီဆောက်ပဲနဲ့သူတို့ပြောနေတဲ့စကားကကိုတော့မှပို့ပြီးအားငယ်သွားစေတယ်အားငယ်သွားစေတဲ့အခါမှာကျမတို့ကအပြစ်တင်တာတော့မဟုတ်ဒါပေမဲ့ကျမအဲ့ဒီနေရာကနေကျမရှောင်လိုက်တယ်ကိုပဲနေလိုက်တယ်ဆိုတော့ကျမခံယူချက်ကပါလဲဆိုတော့ကိုတီစောက်နေတဲ့အချိန်မှာတခြားလူတွေရဲ့အတန်ကိုမကြားဖို့လိုအပ်တယ်ကျမတို့ဝိညာဉ်ရအားမကြီးသေးဘူးဆိုရင်ကျမတို့အားငယ်နေတယ်ဆိုရင်ဖခင်ရဲ့အတန်တော်ကိုကြားဖို့ရအတွက်အရေးကြီးတယ်လို့ပဲဒီနေ့ပတ်ဝန်းကျင်ရဲ့အတန်တွေအများကြီးကြားတဲ့အရာကနေကျမတို့ကိုထိမ့်သိမ့်ပြီးတော့မှတယောက်တည်းနေတာပူတောင်ကောင်းသေးတယ်အဲ့ဒါကြောင့်ဒီနေ့လူတွေရဲ့အတန်တော်ကြားဖို့တော့လိုပါတယ်เนาะကိုပြင်ဆင်လို့ရတာဟုတ်ဒါပေမဲ့ကျမတို့ဝိညာဉ်ကြီးကအသက်တာအတွက်ပြင်ဆင်တဲ့အချိန်မှာလူတွေရဲ့အတန်ကိုအများကြီးကြားလို့တအားကြားတယ်ဆိုရင်အဲ့ဒီအတန်ကကျမတို့လွမ်းမိုးပြီးမှယုံကြည်ခြင်းကိုအားနည်းစေတာဖြစ်တယ်ယုံကြည်ခြင်းကိုဘယ်လိုပြောမှလဲလျော့စေတာဖြစ်တယ်ကျမတို့ခြိလန်းမလန်းရဲတော့ကျ
ကျမတို့ကိုကြောက်ရွံ့စေတယ်တိမ်ငယ်စေတယ်အားငယ်စေတယ်အာမင်အားကြောင့်ဒီနေ့ဖခင်ရဲ့အတန်တော်ကိုကျမတို့ကြားဖို့လိုအပ်တာဖြစ်တယ်နေ့တိုင်းဖခင်ရဲ့အတန်တော်ကိုကြားဖို့လိုအပ်တာဖြစ်တယ်ကျမတို့ဘယ်လိုဖခင်ရဲ့အတန်တော်ကိုကြားနိုင်မလဲဒီမှာဖခင်ရဲ့အတန်တော်တောက်လုံးရှိတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဖခင်ကျမတို့ပေးထားတာဖြစ်တယ်အာမင်ကျမ်းစာဖတ်ခြင်းအပြင်ဘုရားခင်ကျမတို့စကားပြောတာဖြစ်တယ်ကျမဆိုခရီးသွားတဲ့အခါမှာပေါ့နော်ဘုရားခင်အရန်ကျမတို့စကားပြောတယ်နှုတ်ကပတ်တော်နဲ့စကားပြောတယ်ကျမအိမ်မက်တယ်အိမ်မက်ထဲမှာတော့မှကျမကျမ်းစာတွေဖတ်တယ်ဘုရားခင်ကျမကိုစကားပြောတယ်သူများအတွက်ကောင်းကြီးမဟုတ်ရင်တော့မှကျမအတွက်အရန်ကောင်းကြီးဖြစ်တာဖြစ်တယ်ဖခင်ရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ဝင်ငါတဲ့အခါမှာလေသူများနားထောင်တဲ့သူတော့မသိဘူးကျမအားရှိနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဘာဖြစ်လို့လဲဖခင်ရဲ့နှုတ်ကပတ်တော်အသက်ရှင်တာဖြစ်တယ်ဟာလေလုယာအဟောင်းမဟုတ်ဘူးထမင်းကြံမဟုတ်ဘူးနော်အာမင်ကျမတို့ထင်တာတော့ကျမ်းစာအုပ်ကတော့ဟောင်းနေပြီဆိုတော့နော်ထမင်းကြံလို့ဟင်းကြံလို့မျိုးကျမတို့ထင်တယ်မဟုတ်ဘူးလက်ဆက်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာစားပါတင်းအတွက်အသက်ရှင်ခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆရာကြီးတပါးကဘာပြောလဲဆိုတော့ငါတို့ကတဲ့နော်ဒီကိုခန္ဓာအတွက်တော့တဲ့တရက်ကို3ချိန်လက်ဆက်တဲ့အစာကို3ချိန်မှန်စားတယ်တဲ့မနေ့ကောနေ့လေရောညရောနော်လက်ဆက်တဲ့ဘူဖေးတွေပေါ့ကျမဆိုနေ့တိုင်းဘူဖေးစားတယ်ဆိုဝါလာတာလက်ဆက်တယ်လေနော်အရန်စားကောင်းတယ်လက်ဆက်တဲ့ကနေ့တိုင်းစားတာဝါလာဒါမဲ့တဲ့ဝိညာဉ်ကိုတော့တဲ့တပတ်မှာတစ်ခါနော်ဘယ်လိုပြောမှလဲမုတ်ချောက်လေးကိုကျွေးတယ်တဲ့ကျွန်တော်ဝိညာဉ်ကိုတပတ်မှာတစ်ခါပဲမုတ်ချောက်လေးကိုကျွေးတယ်တဲ့ဆိုတော့ဘာဖြစ်သွားလဲကိုခန္ဓာတော့ကြီးထွားပြီးတော့မှဝိညာဉ်ဘာဖြစ်သွားလဲပိန်သွားတယ်ပိန်လိန်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဆိုဒီနေ့ကျွန်တော်တို့ဒုက္ခပတ်တော်ဖရားရဲ့အတန်တော်တခါကျွန်တော်ရှာတယ်ဖရားကိုရောစကားပြောပါအဲ့လိုပဲကျွန်တော်ဆုတောင်းတာလေနော်ဒါပေမဲ့ဖခင်ပြန်ပြောတာလေကျွန်တော်နားမထောင်တော့ကိုရောစကားပြောပါယေရှုနာမနဲ့ဆုတောင်းပါဆိုပြီးတော့ထွက်သွားတယ်ကျွန်တော်တို့လှုပ်ချင်တာလှုပ်တယ်ဖခင်ရဲ့အတန်တော်ကျွန်တော်မကြားတော့ကျမ်းစာလည်းမဖတ်ဘူးဖခင်ရဲ့အတန်ကိုဘယ်လိုကြားနိုင်မလဲကျွန်တော်တို့ကစုပဲမတောင်းနဲ့နော်တခါတလေနှုတ်ကပတ်တော်ကိုဆင်ခြင်ပါအောက်မေ့ပါအာမင်အဲ့ဒီအခါမှာဖခင်ရဲ့အတန်တော်ကိုသင်ကြားလာမှာဖြစ်တယ်အာမင်သင်ရဲ့အသက်တာထဲမှာအသက်ရှင်လာမယ်ဟာလေလုယာခုနပြောတဲ့လူဒီမို့အားဖြင့်တာအသက်မွေးရတာမဟုတ်ဖခင်ရဲ့နှုတ်ကပတ်တော်ပြအသက်မွေးရတယ်ဆိုတဲ့စကားကျမတို့သိပြီးသားစကားပဲဒါပေမဲ့ဖခင်ကျမအထဲမှာအသက်ပြန်ဖြစ်စေတယ်အသက်ဖြစ်စေတယ်ကျမအတွက်ကျမရဲ့ဝိညာဉ်ကျမကိုယ်ခန္ဓာကျမရဲ့အမှုတော်ဆောင်ခြင်းတသက်စာအတွက်အစာအနေနဲ့ဖခင်ကျမကိုဖွင့်ပြလိုက်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာဟာလေလုယာအားကြောင့်ဒီနေ့ဖခင်ရဲ့အတန်တော်ကိုကြားဖို့ရန်အတွက်ကျမတို့ဆုတောင်းဖို့လိုတယ်ကျမ်းစာဖတ်ဖို့လိုတယ်ဟာလေလုယာဟာလေလုယာပြီးတော့ဖျားเจ้าလာပြီးမှနှုတ်ကပတ်တော်ခံယူဖို့လိုတယ်အိမ်မှာပဲနေပြီးတော့မှနော်ကိုရောစကားပြောပါဆိုရင်ဘယ်တော့မှကျမတို့ဖခင်ရဲ့အတန်တော်ကြားမှာမဟုတ်ဘူးအာမင်ဖျားเจ้าလာတဲ့အခါမှာလည်းကျမတို့ဘာလုပ်ရမလဲပြင်ဆင်ရမယ်အာမင်ဟာဒီနေ့တော့တနင်္ဂနွေနေ့ဆိုပြီးတော့မှငါဘယ်အင်ဂျီဝက်ရင်ပိုလာမလဲပေါ့နော်ဟိုတယောက်ထက်ငါပိုလာအောင်ဘယ်လိုဝက်ရင်ကောင်းမလဲမင်းကလေးတွေကပြိုင်တာတွေများတယ်မလားဝက်စားတွေဒီမှာတော့မသိဘူးပြိုင်တာတွေများအိတ်ဒီနော်ဗာလဲ MK တွေစသဖြင့်ပေါ့နော်ဘယ်ဟာလွယ်ကအဲ့ဒါဒီအဓိကမဟုတ်ဘူးအာမင်ကိုရောဒီနေ့ကိုရောရဲ့အတန်တော်ကြားစေပါကိုရောကျမကိုပြောချင်တဲ့နှုတ်ကပတ်တော်ကိုဘယ်သူပဲဝင်ကကျမကိုစကားပြောပါလို့ဆုတောင်းရအောင်ဟာလေလုယာဟာလေလုယာကျမတို့ယုံကြည်သူတွေကလေဒီလိုဆိုရင်တော့တိတ်နာမထောင်ချင်တော့တခါတည်းစလိုက်တာနဲ့အိမ်ဖို့အစင်တင်ပါနော်ကျမအမေကလေဟိုကျမကြီးတိတ်မကောင်းတော့အိမ်ငိုက်တတ်တယ်တရားနာပြီဆိုအိမ်ငိုက်ပြီလေအဲ့ဒါကျမလည်းအမေကိုပြောအမေအားလို့ဗာလဲနည်းနည်းပါမျက်စိဖွင့်ဖို့မစင်စားဘူးတရားဟောစတာနဲ့ငါအချိန်ဆိုသလိုပဲတခါတည်းမျက်စိမိတ်တော့တာပဲလို့ကျမပြောလိုက်တယ်အမေကိုပေါ့နော်အမေကလည်းအဲ့လိုလည်းမဟုတ်ပါဘူးတဲ့အမေကလည်းသူကျမကြီးမကောင်းလို့ပေါ့နော်တချို့တွေကအဲ့လိုမျိုးပြောချင်စရာပေါ့နော်
Sabi so no kapato chansa papi so na myesi ko automatic မိတ်ပြီးသားဖြစ်သွားတယ်ဘယ်လိုကျွန်တော်တို့နှုတ်ကပတ်တော်ရရှိနိုင်မလဲနော်ကျွန်တော်တို့နှလုံးသားမဖွင့်တဲ့အခါမှာကျွန်တော်နှလုံးသားထဲမှာဘယ်နှုတ်ကပတ်တော်မှဝင်လို့မရဘူးအာမင်ဟာလေလုယာကောင်းသောမြည်ဖြစ်ဖို့လိုအပ်တယ်အာမင်တချို့တွေကလေနားဗလဲတဘောပေါက်ဖို့နားလေဖို့ဖျားရှင်ကောင်းကြီးပေးပါစေလို့ပြောတဲ့အခါမှာဗလဲနားထောင်တဲ့သူတွေကဘယ်လိုပြောမှလဲဆရာလဲတဲ့ဖျားခင်အတုံးပြုတ်တဲ့ကောင်းသောနှုတ်ကပတ်တော်ဝင်ကားတော်သူဖြစ်ပါစေဆိုပြီးမှပရိသတ်ကလည်းပြန်ဆုတောင်းပေးတယ်ပေါ့နော်အဲ့လိုမျိုးတွေဟာတာတွေပြောတာရှိတယ်ဒီနေ့ကျွန်မပြောချင်တဲ့အရာကဘာလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကောင်းသောမြေဖြစ်တယ်ဆိုရင်ဘာလဲ6တွေ့တဲ့မြေကကျွန်တော်တို့ရေလောင်းလိုက်တာနဲ့ဘာဖြစ်သွားလဲရေကအလိုလိုနဲ့အထဲမှာစိတ်ဝင်သွားတယ်ဒီနေ့ကျွန်တော်စာငတ်သောနှလုံးသားရှိတယ်ဆိုရင်အာမင်နှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်ကောင်းကြီးဖြစ်တာဖြစ်တယ်နောက်ဆုံးပြောမယ်နော်သူပြောတဲ့တရားကကျွန်တော်တို့နဲ့မဆိုင်ဘူးဆိုရင်တောင်မှအဲ့ဒီစကားကိုဖခင်ကလှည့်ပေးပြီးတော့မှကျွန်တော်အထဲမှာကျွန်တော်လိုအပ်တဲ့အရာကိုထည့်ပေးမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျမ်းစာထဲမှာတွေ့တယ်မလားဖခင်ကိုမသိတဲ့ဣတိလလူမျိုးတွေကိုစန့်ကျင်တဲ့လူတွေကဣတိလလူမျိုးတွေကိုချိန်ဆဖို့ရန်အတွက် prophet ဘာလက်လားနော်သူ့ကိုငားတာဖြစ်တယ်အဲ့ဒီ prophet ကလည်းမချိန်ဆချင်ဘူးဒါပေမဲ့နော်သူတို့စီကနေကောင်းကြီးတွေအများကြီးပတ်စံတွေအများကြီးယူဖို့ရဖို့ဖြစ်တဲ့အတွက်ကြောင့်သူကအဲ့ဒီတိလလူမျိုးတွေကိုချိန်ဆဖို့ရအတွက်လက်တင်ပြီးမှနှုတ်ကနေချိန်ဆလိုက်တဲ့အခါမှာဘာဖြစ်သွားလဲသူနှုတ်ကနေချိန်ဆတဲ့စကလုံးထပ်ပြီးမဲ့ဖျားတကယ်အဲ့ဒီစကလုံးတွေကိုဣတိလလူမျိုးတွေအတွက်ကောင်းကြီးအနေနဲ့ပြောင်းလဲပေးလိုက်တယ်ဟာလေလုယာဟာလေလုယာဒီနေ့ကျွန်မပြောချင်တယ်နော်ကျွန်တော်တကယ်စာငတ်တယ်ဆိုဘယ်သူပါပဲဝင်ကဖျားပိတ်သိမ့်တာဖြစ်စီမပိတ်သိမ့်တာဖြစ်စီနာမည်ကြီးဖြစ်စီနာမည်မကြီးတာဖြစ်စီကျွန်တော်ကိုနိုင်ကစာငတ်တယ်ဆိုရင်ဖျားခင်ကျွန်တော်အတွက်လိုအပ်တဲ့အစာကိုကြွေးမှဖြစ်တယ်ဟာလေလုယာဟာလေလုယာအကြောင်းဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာနော်ဒီနေ့ဖခင်ရဲ့အတန်ဖခင်ရဲ့စကားတော့ကျမတို့ကြားဖို့လိုအပ်တာဖြစ်တယ်ဖခင်ရဲ့စကားကိုကြားတဲ့သူတွေကဘလောက်ပဲမုန်တိုင်းဒီလာနော်မပြိုလဲသွားဘူးဟာလေလုယာသူရဲ့ result ကဘယ်မှာပေါ်လဲဆိုတော့မုန်တိုင်းလာတဲ့အခါမှာဖြစ်တယ်တာမအချင်းဒီမှာတော့လူတိုင်းကhallelujah praise the lord ပေါ့နော်ကောင်းချီးရတဲ့အခါမှာ hallelujah praise the lord ဒါပေမဲ့ဒုက္ခရောက်တဲ့အခါမှာလူတိုင်းက hallelujah praise the lord မလုပ်နိုင်တော့ဘူးဂျေဇုတော့မချီးမွမ်းနိုင်တော့ဘူးဒါပေမဲ့ခရစ်တော်ရဲ့အတန်ဖခင်ရဲ့အတန်တော်ကိုကြားပြီးမှဖခင်ရဲ့နှုတ်ကပတ်တော်ထဲမှာအသက်ရှင်တော်သူကလေဘယ်လောက်ပဲဒုက္ခလာအမြဲတမ်းဖခင်ကိုယေရှုတင်တဲ့နှလုံးသားရှိတာဖြစ်တယ်ဟာလေလုယာဟာလေလုယာနံပါတ်3အနေနဲ့နော်ဒီနေ့ကျွန်တော်တို့ဖခင်ရဲ့နိုင်ငံတော်အတွက်ဘာကြောင့်ပါဝင်တယ်လဲအမှုတော်ဆောင်တော်ပဲပြောချင်တာမဟုတ်ဘူးဖခင်ကြောင့်တက်တာကစနော်တန်ရှင်းလောက်တာကစခီးဖို့တီးတာကစသူရှိမှငါလှုပ်ချင်တယ်နော်तू ကဘာပြောလို့ तू ကအဲ့လိုပြောလို့ကျွန်တော်လူတွေအပေါ်မှာနော်ရက်တည်နေမယ်ဆိုရင်စိတ်တက်ကြစရာတွေအများကြီးရှိတာဖြစ်တယ်လူတွေကြောင့်ကျွန်တော်အမှုတော်ဆောင်တယ်ဆိုရင်အမှုတော်ဆောင်မှာမဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်နေ့တိုင်းကြည်ရမယ်သူကဘယ်လိုလဲယေရှုကိုပဲကျွန်တော်ကြည်ရမှာဖြစ်တယ်ဟာလေလုယာဖျားเจ้าလာတာလဲယေရှုကိုပဲကြည်ပြီးမှလာရမယ်အာမင်အမှုတော်ဆောင်တာလဲယေရှုကိုကြည်ပြီးမှကျွန်တော်အမှုတော်ဆောင်ရမယ်ဟာလေလုယာဒီနေ့ဖခင်သခင်စီကနေလာတဲ့နော်နှုတ်ကပတ်တော်ဖခင်ပေးတဲ့မြတ်တာဖခင်ပေးတဲ့ချစ်ချင်းမြတ်တာကျွန်တော်တို့မရှိဘူးဆိုရင်မရဘူးဆိုရင်ဖခင်ရဲ့မြတ်တာကိုကျွန်တော်တို့နားမလည်ဘူးဆိုရင်ကျွန်တော်တို့ဖခင်เจ้าလဲလာနိုင်မှာမဟုတ်ဘူးအမှုတော်လဲဆောင်နိုင်မှာမဟုတ်ဒီနေ့ကျွန်မအမှုတော်ဆောင်တာတက်တေခါမယ်ဆိုရင်ဒီရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15ကနေเนาะကျွန်တော်တို့ကြည့်တဲ့အခါမှာယေရှုခရစ်တော်နဲ့ပေတရုအကြောင်းကိုကျွန်တော်တို့တွေ့ရတယ်เนาะယေရှုဟာအသေးခံခါနီးမှာပေါ့เนาะတပည့်တော်တွေနဲ့စကားပြောတဲ့အရာ conversation ပေါ့เนาะသူတို့ရဲ့ conversation ကိုကျွန်တော်တို့တွေ့ရတယ်အဲ့နဲ့ယေရှုကပေတရုကဘာပြောလဲဆိုတော့ပေတရုတဲ့သင်ငါ့ကိုချစ်သလားပေတရုကဘာပြောလဲကိုရောချစ်တယ်တဲ့ကိုရော
ကိုရောလည်းသိတယ်တဲ့ဒါဆိုရင်ငါတိုးတွေကိုစောင့်ရှောက်ပါနောက်တစ်ခါပြန်မေးတယ်ပေတရုဒီလူတွေအားလုံးထက်ငါ့ကိုချစ်သလားလို့မေးတယ်ပေတရုကဘာပြောလဲကိုရောချစ်ပါတယ်ကိုရောလည်းသိတယ်မဟုတ်လားတဲ့ဒါဆိုရင်ငါတိုးတွေကိုစောင့်ရှောက်ပါယေရှုက3 ချိန်ပြန်မေးတယ်နော်ပေတရုဒီလူတွေအားလုံးထက်ငါ့ကိုချစ်သလားပေတရုကိုရောချစ်ပါတယ်ငါတိုးတွေကိုစောင့်ရှောက်ပါလို့ပြန်ပြောတယ်အဲ့ဒီအခါမှာတစ်ဆက်တည်းကျွန်တော်တို့ဖတ်မယ်ဆိုရင်ယေရှုခရစ်တော်ဘုရားကပေတရုကိုနမိတ်ပေးလိုက်တယ်သူဘယ်လိုမျိုးအမှုတော်ဆောင်ပြီးမှဘယ်လိုအသေးခံမလဲဆိုတာတခါတည်းနမိတ်ပေးလိုက်တာဖြစ်တယ်ဒါပေမဲ့ပေတရုကဘာဖြစ်လို့စိတ်သက်မကြဘဲနဲ့ခရစ်တော်အတွက်မရက်တည်တယ်လဲဆိုတော့ခရစ်တော်ရဲ့မေတ္တာကိုသူလုံးဝနားလည်လို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာသူကောင်းကောင်းသဘောပေါက်လို့ဖြစ်တယ်အဲ့ဒီအရာအပြင်ဘုရားခင်ကျမကိုစကားပြောတာဖြစ်တယ်ကျမရဲ့အမှုတော်ဆောင်ခြင်းကကျမကယ်တင်ခြင်းရတဲ့အခါမှာယေရှုခရစ်တော်ကိုနှလုံးသားထဲမှာခေါ်ပေးပြီးမှကယ်တင်ခြင်းရတဲ့အခါမှာကျမဘုရားခင်ကိုအယံကျေးဇူးတင်တယ်ကိုရောအယံကျေးဇူးတင်တယ်ကိုရောကျမဘာမှမဟုတ်တဲ့ကျမကိုချစ်လို့ကျေးဇူးတင်တယ်ဘုရားခင်ကျမကိုအမှုတော်ဆောင်ပါလို့လည်းကျမကိုမခေါ်ဒါပေမဲ့ကျမဘုရားခင်စီမှာစက္ကတဲ့ကိုရောကကျမကိုဘာမှမဟုတ်တဲ့ကျမကိုအယံချစ်တယ်ကိုရောအတွက်ကျမဘယ်လိုအသက်ရှင်ရမလဲကိုရောအတွက်ကျမအသက်ရှင်ခြင်းတယ်လို့ကျမစက္ကတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖခင်ကျမကိုတပည့်တော်တွေလို့ကီကင်ဆိုပြီးကျမကိုခေါ်တာမဟုတ်ဘူးဒါပေမဲ့ဖခင်ရဲ့မြတ်တာကိုခံစားလို့ဒီကျမ်းစာအားဖြင့်ပေါ့နော်ဖခင်ကိုကျမစက္ကတာဖြစ်တယ်ကိုရောမြတ်တာတော်ကိုဘယ်တော့မှတုံ့ပြန်နိုင်မှာလည်းမဟုတ်ဒါပေမဲ့ကျမရဲ့အသက်တာကိုရောအတွက်ပေးဆက်ခြင်းတယ်ဆိုပြီးမှကျမစက္ကတာဖြစ်တယ်ဟာလေလုယာအဲ့ဒီစက္ကခြင်းကြောင့်ကျမယနေ့ထိရပ်တည်နိုင်တယ်ကျမအစွမ်းစားတယ်မဟုတ်ဘူးဒီနေ့ကျွန်တော်ရဲ့အမှုတော်ဆောင်ခြင်းဖခင်နိုင်ငံတော်သက်ပါဝင်တဲ့အရာကဘယ်အရာကကျွန်တော်ခိုင်ခန့်စေလဲဆိုဖခင်ရဲ့မြတ်တာကိုခံစားခြင်းတည်ကျွမ်းခြင်းကသာလေကျွန်တော်ခိုင်ခန့်စေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ယေရှုခရစ်၌ကျွန်တော်တည်ဖို့လိုအပ်တာဖြစ်တယ်ဒီနေ့ကျွန်တော်အသက်တာထဲမှာခရစ်တော်၌ကျွန်တော်ရဲ့ foundation ပေါ့နော်ခရစ်တော်၌ကျွန်တော်ယက်တည်တော်သူများဖြစ်ဖို့လိုအပ်တယ်အာမင်ဟာလေလုယာရှိမတဲ့ခရစ်ဝင်အခန်းကြီး16အခန်းငယ်18ထဲမှာငါဆိုဒီကားတင်ဒီပေတရုဖြစ်၏ဤကြောက်ပေါ်မှာငါအသင်းကိုငါတည်ဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံ၏တကားတို့ဒီမနိုင်ရတဲ့ဟာလေလုယာဟာလေလုယာကြောက်ဆိုတဲ့ယေရှုခရစ်တော်အပေါ်မှာအသင်းတော်တင်သဦးချင်းစီတိုင်းကိုငါတောက်တည်ဆောက်ပေးတာဖြစ်တယ်တဲ့ဟာလေလုယာကြောက်ဖြစ်တဲ့ခရစ်တော်အပေါ်မှာတည်ဆောက်ခြင်းခံရတော်သူတယောက်ချင်းစီတိုင်းဟာမရဏနိုင်ငံ၏တကားတို့ကမနိုင်ရဘူးလို့ပြောတယ်ယေရှုခရစ်တော်ကိုယ်တိုင်ပြောတာဖြစ်တယ်အာမင်ကြောက်ဖြစ်တဲ့ယေရှုခရစ်တော်ပေါ်မှာတည်ဆောက်တယ်ဆိုရင်ဘယ်အရာကမှမရဏနိုင်ငံရဲ့လုံရက်ဒီဘယ်အရာကမှတင့်ကိုတိုက်ခိုက်နိုင်မှာမဟုတ်ဘူးဖျက်ဆီးနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲသင်ဟာအခိုင်ခံဆုံးဖြစ်တဲ့ခရစ်တော်အပေါ်မှာတည်ဆောက်တော်ကြောင့်ဖြစ်တယ်ဟာလေလုယာကြောင့်မြတ်ခရစ်တော်ငါခိုလုံအခြားတရားရှိတဲ့နော်တဲ့အာမင်တခြင်းထဲမှာကျွန်တော်တို့ဆိုတာဖြစ်တယ်ခရစ်တော်တာလေကျွန်တော်ရဲ့ခိုလုံရာဖြစ်တယ်တခြားသောအရာတွေကတဲနှုံးကဲ့သို့ပဲဖြစ်တယ်တဲလိုပဲဖြစ်တယ်မိုးရွာတယ်မုန်တိုင်းလေးလာမယ်ရေတက်လာပြီဆိုရင်တဲတွေကတွက်လိုနဲ့နော်ပျောက်သွားမှာဖြစ်တယ်ဒါပေမဲ့ခရစ်တော်အပေါ်မှာတည်ဆောက်တော်သူကဘယ်တော့အခါမှပျောက်ကွယ်သွားခြင်းမရှိဘူးဟာလေလုယာဘယ်အထိလဲလောကမှာပဲမို့ကောင်းကင်နိုင်ငံအထိဟာလေလုယာခရစ်တော်နဲ့